ကျွန်တော်အနေနဲ့ပြီးခဲ့ဘက်မှာ campaign တစ်ခုစပြီး run ခဲ့အဲ့ campaign မှာကျွန်တော်အနေနဲ့ဒီကလူချင်းတဲ့ကိုဖြစ်တဲ့ဒီ message အဆောင်ရည်နဲ့ပေါ့လေကျွန်တော် cost by messaging conversation starter နဲ့ကျွန်တော် run ခဲ့ campaign နဲ့မှာဆိုကျွန်တော်မတူညီရဲ့ S 3ခု visual 3ခုနဲ့ကျွန်တော်ထည့်ပြီး run တာဖြစ်တယ်ဒီ campaign run ပြီး3ရက်ကြာမှပြန်ပြီး set ကြည့်ရခါမှာဆိုရှင်ကျွန်တော်မျှော်လင့်ထားတာပို့ပြီးတော့မှ cost ကပို effective ဖြစ်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ message တစ်စောင်အတွက်ကိုကျွန်တော်တောင်းရ budget ကဒေါ်လာဝက်ပေါ့$0.5ပဲရှိရပေါ့လေဒါပေမဲ့ကျွန်တော် RAM ပြီး3ရက်ကြာကြော်လာတဲ့အခါမှာတစ်ပတ်လောက်လည်းရှိတယ်ရှိရောကျွန်တော်နောက်ဆုံးပြန်လိုက်ကြည့်တယ်ကြည့်ရော messaging conversation starter က$0.5နေမှာအခုဆို$1.5အထိကျွန်တော်တက်လာမျိုးလေးတွေ့ရတယ်ပေါ့လေဆိုတော့ဒီမှာဆိုရှင်တော်တော်များများကဘာကြောင့်ဒီဈေးကြီးလာလဲလို့မေးလို့ရှင်ဒါ Facebook ရဲ့ algorithm သွားပြီးပြစ်တယ်ကြရပေါ့လေဆိုတော့ Facebook ကအရင်ကတော့ကျွန်တော် RAM အသက်ပြီးစီမတက်တာဟုတ်ပို့ပြီးမှဈေးကြီးလာရဲဆိုတော့မျိုးလေးပေါ့ဆိုတော့ဒါကမဖြစ်နိုင်ဘူးလားဆိုတော့ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့တစ်ဖက်မှာကျွန်တော်အနေနဲ့တေချာအောင်ပြန်ဆန်းစစ်ကြည့်ရမှာဆိုတော့ကို run နေတဲ့ campaign အောက်မှာရှိတဲ့ကြော်ညာတွေရဲ့ effective ဖြစ်မှုလို့ရှိရင်သူတို့ရဲ့ performance ကိုပြန်ပြီးကြည့်ဖို့လိုတယ်ဆိုတော့ဒီလိုကြည့်ရခါမှာဆိုရှင်ကျွန်တော်မြင်ကြည့်နေကြပြောနေကြတဲ့စကားတစ်ခုကတော့ဒီ effective ပေါ့ဆိုတော့ကြော်ညာရေးပြင်ပန်းလာရဲ့ဥစ္စာတို့ကျွန်တော်သုံးကြတယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးအောင်ဗီဒီယိုမှာကတော့ဒီ effective ဆိုတာဘာလဲလို့ရှိရင်ကျွန်တော်ဒီကိုယ့်ရဲ့ကြော်ညာတွေကဒီ fatigue ဖြစ်မဖြစ်ဆိုတာဘယ်လိုမျိုးဆန်းစစ်လို့ရလဲဘယ်လို mattress တွေနဲ့တွားပြီးကြည့်လို့ရမလဲဆိုတာရယ်ပြီးနောက်တစ်ခုကကြတော့ကျွန်တော်ဒီလိုမျိုးဖြစ်လာခဲ့ပြီဆိုရှင်ကျွန်တော်ဘယ်လိုမျိုးပြန်ပြီးတော့မှ performance ပိုကောင်းလုပ်လို့ရမလဲဆိုတာပြောပြပေးပါမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဥပမာတစ်ခုပေးအောင်ဆိုတော့ကျွန်တော် S တွေကိုကျွန်တော်ရဲ့ဒီကြော်ညာတွေကိုလူတစ်ယောက်လို့သဘောထားလိုက်ကြအောင်တကယ်လို့ကျွန်တော်လူတွေကဒီတိုင်းနေတိုင်းလုံးဝလှုပ်နေမယ်ဇက်တိုက်အထင်ကြီးအလုပ်ဇက်တိုက်လုပ်ပြီးတော့မှဘာမှမမြင်မနာပြောင်းလည်းမရှိပဲနဲ့သွားနေမယ်ဆိုရင်ဘာဖြစ်မှထင်တယ်ပေါ့လေဆိုတော့တေးကြရဲကျွန်တော်အချိန်တစ်ခုခုရောက်လို့ရှိရင်ကျွန်တော်ဒါပြိုလဲသွားမှာပဲဆိုတော့ကျွန်တော် performance တွေလည်းလုံးဝကောင်းတော့မှာမဟုတ်ဘူးပေါ့လေဆိုတော့အဲ့တိုင်းပဲကျွန်တော် S တွေကိုလည်းတွေးလို့ရတယ်ပြီးရင်ကျွန်တော်ရဲ့ဒီကျွန်တော်သွားခြင်းတဲ့ target audience ရဲ့ဘက်ကစဉ်းစားမယ်ဆိုရင်ကျွန်တော်ဥပမာတစ်ခုထပ်ပေးမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ S တွေကိုဒီရုပ်ရှင်တစ်ခုလို့သဘောထားကြည့်အောင်ဥပမာပြင်ကျွန်တော်ကရုပ်ရှင်တစ်ခုကိုကြည့်ရယ်ပထမတစ်ရက်ကြည့်ကောင်းတယ်လုံးဝသဘောကျရယ်ရရင်ကျွန်တော်တို့အဲ့ရုပ်ရှင်ကိုဒုတိယတစ်ရက်တစ်ခါဆက်ပြီးတော့ဆက်လိုက်ကြည့်ရယ်ရသေးတယ်ဒါပေမဲ့ကျွန်တော်တို့တစ်ပတ်လောက်ကြာ9ရက်လောက်လည်းရှိတယ်ရှိတာအောင်ကျွန်တော်ရုပ်ရှင်ကိုကြည့်လို့ရှိရင်လုံးဝအာရုံမဆက်နိုင်တော့ဘူးတခြားဘက်ကိုအာရုံရောက်သွားမျိုးလေးဖြစ်တယ်ငါဖုန်းသုံးနေမယ်ရုပ်ရှင်ကြည့်ရင်လည်းမှတခြားတစ်ခုကိုလုံးနေမယ်ဆိုတာမျိုးလေးပေါ့သိကြရယ်ကျွန်တော်10ရက်မြောက်နေ့ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ရုပ်ရှင်ကိုကြည့်ဖို့အတွေးဝင်တာနဲ့ကျွန်တော်တော်တော်လေးမုန်းနေမှာပဲဆိုတော့အဲ့တိုင်းပဲကျွန်တော်တို့ဒီကျွန်တော်တို့ target ထားခြင်းတဲ့ audience တွေရဲ့ဒီအမြင်မှာဆိုရှင်ကျွန်တော်တို့အမြဲတော့ပြနေအမြဲသုံးနေတဲ့ဒီ S day အကြိုက် run နေတဲ့ S day ဆိုရှင်တို့စီမှာတော့ပြနေမယ်ဆိုရှင်တော့တို့အတွက်ကတော့လုံးဝစိတ်ကတိအောင်ဖြစ်ဖို့ကတော့ရာခိုင်နှုန်းတော်တော်လေးများရပေါ့လေအော်အရှင်းမှာဆိုရှင် effective ဆိုတာဘာလဲဆိုတာကိုသိသွားပြီဆိုတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှင်တော့ဒီကိုရဲ့ကြော်ညာတကယ်ပဲfatigue ဖြစ်နေရလားဆိုတာကိုသိနိုင်မှုအတွက်ကျွန်တော်ကြည့်လို့ရမယ့် key metrics နှစ်ခုကိုကျွန်တော်ပြောပြပေးပါမယ်ဆိုတော့ပထမဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီ cost per reset ပေါ့ဒါကျွန်တော်အရှင်းမှလည်းပြောပြပြပါပြီဆိုတော့cost per reset ဆိုတာကျွန်တော်ခုနလိုမျိုးကျွန်တော်3ရက် run တဲ့အချိန်မှာကျွန်တော် cost per reset က$0.5နေမှာတစ်ပတ်လောက်လဲကြာလာတယ်အဲ့ထက်ကြာလာတဲ့အချိန်မှာဆိုရှင်$1ခွဲလောက်ဖြစ်လာရဆိုရင်တော့တေချာပေါက်တာကျွန်တော် cost per reset တွေဈေးကြီးလာတယ်ဈေးကြီးလာတဲ့အချိန်မှာဆိုရင်ကျွန်တော်တေချာတစ်ခုကတော့ကျွန်တော် S ရဲ့ performance တွေကျလာမျိုးလေးရှိလိမ့်မယ်ဆိုရှင်အခါကျရင်ကျွန်တော်ရဲ့ S ရဲ့ performance တွေတော့ကြည့်ဖို့လိုမယ်အဲ့လိုကြည့်ရခါမှာနောက်တစ်ခုတွဲပြီးကြည့်ရမယ်ဆိုတော့ကျွန်တော်တို့ frequency လို့ခေါ်တာပေါ့ frequency အချိန်ရေအတွက်ကကြောက်ဘာလို့ဆိုလို့ရလဲဆိုရှင်ကျွန်တော်တို့ရဲ့ကြော်ညာတွေကိုကျွန်တော်တို့ဒီ target ထားခြင်းတဲ့ audience တွေကိုတစ်ပတ်မှာဘယ်နှချိန်သွားပြလဲဆိုတဲ့ဥစ္စာကိုပြောချင်တာဆိုတော့ဒီမှာဆိုလို့ရှိရင်နှစ်မျိုးနဲ့စားရှိနိုင်မယ်တကယ်လို့ကိုကဒီ top fan ထဲမှာကိုရဲ့ brand ကိုလူတွေသိမသိသေးဘူးပို့ပြီးတော့မှ awareness ရခြင်းတယ်ဆိုရှင်တော့ frequency rate က3ဒါမှမဟုတ်4လောက်ဆိုရင်တော့အဆင်ပြေသေးတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့တစ်ပတ်ကို3ချိန်4ချိန်လောက်တွားပြပြီးတော့မှလူတွေပို့ပြီးမှတ်မိစီခြင်းတယ်။ကိုယ် brand ကြောင့်ပို့ပြီးတော့မှသိကျင်တယ်ဆိုရင်တော့ဒါလက်ခံလို့ရအနေထားတခုလို့ပြောလို့ရတယ်။အဲ့ဒါမှမဟုတ်ပဲねကိုယ့်ရဲ့ brand ကလည်းလူသိပြီးသားတော်တော်လေးအချိန်နဲ့တွားနေပြီးတော့မှအခုချိန်မှာကျွန်တော်က action လုပ်ခြင်းတယ်ခုနက messaging နေlive message တွေဝင်လို့ခြင်းတယ်ဆိုရှင်တော့ data ပေါက်3ဆိုတာတော်တော်များနေတာတခုလို့ပြောလို့ရတယ်။အဲ့ချိန်မှာကျွန်တော်တို့frequency rate ကဘယ်လောက်ပဲရှိတင်လဲဆိုရှင်2 win ချင်လောက်ပဲကျွန်တော်ထားတင်တယ်ဆိုတော့ဒါကကျွန်တော်တို့တစ်ခါတွဲကြည့်ရတဲ့frequency metric ပေါ့လေပြီးရင်နောက်တစ်ခုကကြောင့်ကျွန်တော်ဘာသွားကြည့်ရမလဲဆိုရှင် link click through rate ဆိုတော့ link click through rate ကကြောင့်ဘာပြောချင်တာလဲဆိုရှင်ကျွန်တော်ကြောင့်ညာအချိန်1000ပြတဲ့အချိန်မှာလူတွေကမြင်လိုက်တဲ့အချိန်1000မှာဘယ်နှခါကျွန်တော်ရဲ့ကြောင့်ညာရဲ့ links တွေကိုတွားပြီးတော့ click လုပ်လဲဆိုတဲ့အစားပဲပေါ့
ဆိုတော့ဒီမှာဆိုကျွန်တော် send message နဲ့ကျွန်တော်ကြောင်ညာ run တဲ့အချိန်မှာဆိုရှင်တေချာပေါက်ဒါ1000မြင်တဲ့အချိန်မှာကျွန်တော် send message ကိုဘယ်နှခါနှိပ်လဲဒါမှမဟုတ်ရှင် S ကိုဘယ်နှခါနှိပ်သွားလဲဆိုရယ်ဆိုတော့ကျွန်တော်တိုင်းတာရဲ့ matrix တစ်ခုပေါ့လေဒီမှာဆိုလို့ရှိရင် link click through rate က1% အောက်ရောက်နေလို့ရှိရင်ဒါကျွန်တော်စိုးရအနေထားတစ်ခုလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ရဲ့ကြောင်ညာရဲ့အနည်းဆုံးတော့1% နဲ့1% အထက်ကရှေ့ကိုရှိနေတယ်အဲမှာ healthy city အားလို့ပြောလို့ရတယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော်ဖြစ်မနေကြည့်တဲ့ matrix နှစ်ခုပေါ့လေကျွန်တော် effective ဖြစ်မဖြစ်ဆိုတာသိရဖို့အတွက်ကဲလို့ဒီမှာကိုယ့်ရဲ့ကြောင်ညာက1% အောင်ရောက်နေပြီဆိုလို့ရှိရင်ဘာကိုပြောချင်လာလဲဆိုရှင်ကျွန်တော် target ထားတဲ့ audience တွေကဒီကြောင်ညာကြီးကိုမြင်ပြီးနေပြီထပ်ခါတည်းမြင်နေပြီမမြင်ချင်တော့ဘူးဆိုရဲဥစ္စာမျိုးပေါ့အဲ့ချိန်မှာဆိုရှင်ကျွန်တော်ကြောင်ညာရုံဖြစ်မနေလဲတင်တယ်အသက်ပြန်ထဲတင်တယ်ဆိုရဲအနေထားတစ်ခုကိုကျွန်တော်ပြောပြနေရဖြစ်တယ်ပေါ့လေကဲကျွန်တော်ရဲ့ key matrix နှစ်ခုလည်းသိပြီဆိုတော့ကျွန်တော်အခုပို့ပြီးနဲ့တွားကြည့်လို့ရတဲ့ဥစ္စာလေးလည်းရှိသေးတယ်။ညဘာလဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ S level မှာကျွန်တော်ကြည့်တဲ့ဥစ္စာကြတော့ကျွန်တော်ဒီမာဆုံးအနေနဲ့ဆိုရှင်amount spent ပေါ့ကိုယ့်ရဲ့ S ကဘယ်လောက်သုံးတာလဲပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ဒီ cost per impression ဆိုတာမျိုးကြည့်လို့ရတယ်။ဆိုတော့ပထမဆုံးတစ်ခုဖြစ်တဲ့ amount spent မှာဆိုလို့ရှိရင်ကျွန်တော်ထားပါအောင်ကျွန်တော် campaign လေးမှာကြောင်ညာတစ်ခု run တယ် run တဲ့အချိန်မှာပထမဆုံးကြောင်ညာကကျွန်တော် channel ကြောင်ညာနှစ်ခုတက်စားရှိ amount spent ကတော်တော်လေးနဲ့ total budget 20%ပဲသုံးတယ်ဆိုရှင်ဒါသိကြတယ် Facebook ရဲ့ algorithm ကဒီကြော်ညာကိုကျွန်တော်တို့ရဲ့ target audience သွားပြီးမပြဘူးပတ်စံမသုံးဘူးဘာဖြစ်လို့လဲဆိုတော့ तू ကအဲ့ကြော်ညာ channel တစ်ခုလက်စား performance ကောင်းဆိုပြီးမှသူ့အနေနဲ့လုံးဝမသုံးမဲထားဖြစ်တယ်ဘူးအဲ့ချိန်ကျတော့ရှင်ကျွန်တော်တို့ဒီကြော်ညာကိုဆက်ပြီးထားဖို့ push လုပ်ဖို့အတွက်ကျွန်တော်တို့မလုပ်ဘဲနဲ့အဲ့ကြော်ညာကိုပိတ်လိုက်တာမျိုးပို့ပြီးကောင်းတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကြော်ညာတစ်ခုဖြစ်တဲ့ S2 နဲ့ S3 ကျန်မယ်ဒီ S2 နဲ့ S3 မှာဆိုရင်ကျွန်တော်နောက်ထပ်ကြည့်ရမယ့်စာကြောဒီ cost per impression cost per impression ဆိုတာကျွန်တော်တို့ဒီအချိန်တစ်ထောင်ပြဖို့တဲ့တော့ပတ်စံပေါ့လေဆိုတော့ဒီမှာဆိုလို့ရှိရင်ထားပါတော့ဒီ S နှစ်ခုရဲ့မှာကျွန်တော်က click through rate ကအတူတူပဲ100လုံးဝန်းကျင်လောက်တော့တူတူနေပါရှိတယ်ဒါပေမဲ့အဲ့ချိန်မှာ S2 မှာ cost per impression က$ဖြစ်ပြီးတော့ကျွန်တော် S3 မှာ cost per impression က 0.4 ဒေါ်လာဆိုရှင်ကျွန်တော်ကြော်ညာနှစ်မှာကျွန်တော်300ပတ်စံက cost per impression ကကြော်ညာ3ထပ်စာကျ60%တော့ကျွန်တော်ဈေးကြီးနေအဲ့ချိန်ကြလို့ရှင်တော့ကျွန်တော်ခုနက cost per impression ဆိုတဲ့အတိုင်းပဲကျွန်တော်ချိန်1000ပြဖို့တဲ့300 budget ကကြောင်ညာ3ထပ်ပို့ပြီးတော့ဈေးကြီးနေတာဖြစ်တော့လို့အဲ့ချိန်မှာဆိုကျွန်တော် cost per reset တွေရတယ်ပို့ပြီးဈေးကြီးသွားမျိုးဖြစ်နိုင်တယ်အဲ့ချိန်ကျတော့တေချာပေါ့ကျွန်တော်ကြောင်ညာနှစ်ကိုပိတ်ပြီးတော့ကျွန်တော်ကြောင်ညာ3မှာဆက်ထားမျိုးလေးလုပ်တယ်တော်တော်များများကျွန်တော်စကားပြောပွေပေါ့ဒီကိုပိုင်စီးပွားရေးလုပ်ငန်းရှင်တွေသူအနေနဲ့ကြောင်ညာ run ကြရယ်သူတင်တဲ့ content တွေကိုboost လုပ်ကြရယ်ဆိုတာမျိုးပေါ့လေဆိုတော့အဲ့နေရာမှာဒီခုနကကျွန်တော်ပြောရတဲ့ challenge တွေလုပ်ဖို့ဆိုရင်အခက်အခဲတွေတခုရှိနေတယ်ဘာဖြစ်လဲဆိုတော့တော်တော်များများကဒီဖုန်းကနေမှကျွန်တော်တင်လိုက်တဲ့ post ကို post now ဆိုတဲ့အစားလိုက်ပြီးကျွန်တော်သွားပြောမှကြောင်ညာ run ကြမျိုးတွေပုံများတယ်ဆိုတော့ဖုန်းထဲမှာလည်းကျွန်တော် S manager သုံးလို့ရတယ်ဒါပေမဲ့အဲ့မှာကြည့်ရရဲ့ matrix တွေကကျွန်တော်တကယ်ကို desktop ပေါ်ဒီ S manager ဒီ browser ပေါ်မှာတွားကြည့်ရတဲ့ဆိုတော့တော်တော်လေး limitation များတယ်ခုနကပြောရစားကြည့်ဖို့ဆိုရင်တော်တော်လေးခက်ခဲကြည့်ရမျိုးလေးတချို့တော့ဥစ္စာဆိုရှင်လုံးဝကြည့်လို့မရမျိုးလေးပါရှိတယ်ဆိုတော့ကျွန်တော်ကြံပေးချင်တာကိုအိုင်ဒီလိုမျိုးကိုယ့်ရဲ့ကြောင်ညာပို့ပြီးတော့မှပို့ပြီး performance ကောင်းချင်တယ်ရောင်းတက်ချင်တယ်ဆိုရှင်တော့ဒီကိုယ့်ရဲ့ဖုန်းထဲမှာပဲသုံးထားတဲ့စာလို့ရှင်တော့ကိုယ့်ရဲ့ဒီ desktop ပေါ်မှာတွားပြီးတော့မှစသုံးကြည့်ပါပို့ရောက်မှခုနကကျွန်တော်ပြောရတဲ့ဒီ matrix တွေပို့ပြီးနားလည်အောင်လုပ်ကြည့်ပါအဲကြောင့်ရှင်တော့ကိုယ်အနေနဲ့ဘယ်နေရာမှာလိုအပ်ချက်တွေရှိပြီးတော့မှဘယ်နေရာကိုတွားပြီးတော့မှ performance ပိုကောင်းအောင်ပို့လို့ရတယ်ဆိုတာသိမြင်လာပါလိမ့်မယ် and then နောက်တစ်ခုကကြောင့်ကျွန်တော်ခုနကပြောခဲ့တဲ့ဒီအရှိမပြောခဲ့ဥစ္စာတွေကိုပို့ပြီးမှ performance ကောင်းအောင်လုပ်ချင်တယ်ဆိုရှင်လည်းကျွန်တော်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုရှင်ခုနကတစ်ခုအနေနဲ့ခုနက performance မကောင်းတဲ့ SD ကိုရပ်ပစ်လိုက်တာဖြစ်ဖြစ်ပြီးလို့ရှိရင်ပုံတွေကိုပြောင်းလိုက်တာပဲဖြစ်ဖြစ်လုပ်လို့ရတယ်ပြီးလို့ရှိရင်နောက်ဆုံးတစ်ခုကကြောင့်ကိုယ်အနေနဲ့visual ရထားပဲရှိရယ်ဆိုလို့ရှိရင်လည်းကျွန်တော် content angle ပြန်ပြောင်းပြီးသုံးရမျိုးလို့ရှိရယ် content angle ဆိုတော့ကျွန်တော်အရင်တော့ထားပါတော့ကိုယ့်ရဲ့product တစ်ခုကဘယ်လောက်ထိဈေးသက်သာပလဲဆိုတာပြောနေတယ်ဆိုရှင်အခုချိန်ပါကိုယ့်ရဲ့ product ကဘယ်လောက်ထိအသုံးဝင်လဲဆိုရဲဥစ္စာမျိုးလေးပြီးလို့ရှိရင် education နဲ့ကိုယ့်ရဲ့ target audience ကိုယ့်ရဲ့ product ကပိုသိအောင်knowledge sharing ဥစ္စာတွေလုပ်တာဖြစ်ဖြစ်အဲ့လိုမျိုး content တွေထည့်ပြီးဖြစ်သုံးရမျိုးလေးလုပ်လို့ရတယ်ပေါ့လေ so yes ဒါပါပဲကျွန်တော်ဒီနေ့ဝင်ပြပေးခြင်းအကြောင်းအရာလေးအောင် so ကျွန်တော်အနေနဲ့နောက်လာမယ့် vlog တွေမှာထပ်တွေ့ပါမယ်အားလုံးပဲကျေးဇူးတင်ပါတယ်